သူကမင်းသားဖြစ်ပြီးတော့ကလေးလက်မှတ်ခံစီ ဟောဗျာအလေးပဲဥစ္စာလောက်ပြန်ပြီးတော်လက်မှတ်ဆက်ကတက်လာတယ်ကဲ ကိုစွမ်းရဲ့အမာခံပရိသတ်တယောက်အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးအရန်သဘောကျလို့ပြန်လည်မျှဝေပေးလိုက်ပါတယ် လူကြီးလက်မှတ်ပေးလေ ဘယ်ဟိုသွားလဲတတရဲ့ဦးကိုသာပြောပါကွယ်ဟိုလက်ကဘာကြီးကိုတွားချင်တယ်ဦးလိုက်ဖို့ကွယ်လက်ကဘာကြီးကဝဲဦးမိမတောက်ပေးဟာခလေးတော့ဘယ်ကိုတာတာမတိုင်းဘူးဟာတို့ငါမင်းကသူ့ပဲတော့ဒီဘာလို့မှလဲတော့သူ့ချင်တယ်မဟုတ်ဒီဘာလို့မှလဲတော့ ကြီးကန်းထောင်ပါပေါ့ ခလေးတေချာစကားတင်ပြီးမှကြာ တေချာတင်ပေး တေချာတင်ပြီးပါခလေးရန်ကုန်သူကခလေးကစကားမပူဘူးလေမပီဘူးအတေချာတင်ပြီးသားမှာဘူးတေချာတင်ပြီးလိုက်စမှာ ဘာရင်မြ ရန်ကုန်လူမော်လမြိုင်လူဘာလို့ချစ်လားချစ်တယ်အဲ့ဒါခလေးနဲ့တူပါ ဒါလေးကလာတယ်ဟုတ်ဒါလေးကပထုသားလေးလို့တတဖေဖေဦးရရဲ့တာ ဘေဦးရလဲမိရသွေးဆုံးတော့ထိတ်ထိတ်ပြောင်းနေ အဲ့ဟောချစ်လားဘာတတရဲ့မေမေကဘဒူတော့တတရဲ့မေမေကဟိုမေချူချူမဟေးတာတငယ်ချင်းနေနဲ့တွားလျှော့တော့နေပေါင်းတာရဲ့ပုံမှာနေပေါင်းတာပြင်းလာတာတငယ်ချင်းနေနဲ့တွားလျှော့တယ်ပွဲစိတ်ကြိုက်နေမယ်အောက်မှာပွဲစိတ်ကြိုက်နေ ကိုစိတ်တယ်မအောင်ကိုစိတ်တတရဲ့ဖေဖေကဘဒူတော့ဖေဖေဦးရဟာလို့ကျင်တာတတမေမေချူချူမဟေးတာတငယ်ချင်းနေနဲ့ဘောလုံးတွားကံမလားဘောလုံးပဲမစောနဲ့ဟိုကားလိုက်တိုက်ပါမလို့ဟမ်ဒါဘောလုံးကစားခြင်းလို့ဟာချိုငါလို့ဖေရလဲအလုံးချင်လို့မလုံးနဲ့ ငါတို့ဖေလဲမဟုတ် ငါတို့ဖေကလေးရတယ်စကားမှမပူတာ မပီတာ မပီရတတဖေဘလို့ဟောဒီအထိပ်ပြောင်ရင်ဦးရဟာလို့တတမင်းပြဘလို့တတမိမစူးစူးမဟာကြီးတာတော့မဟုတ်ဘူးကဲဒီကဖိနေရလူလေဖိနော်လူနိုင်ပါလေဖင်ဖေဟာဘာလို့မရမပြဗျဖေဖေ လုံးစမှာဘူးရဲ့ ဘာပါလဲ ဩအတိတ်ပဲအတွေ့အကြုံရှိတာဗလား မသွားလေ ဘာ ဟောဒီပြိတ္တကိုလုံးဝမကျင်ဘူး ဘာလို့လဲ ဘာဖြစ်လို့ လုံးဝမကျင်ဘူး အားပေးတာရေးတည ဩ တော့ စွမ်းသာလီကိုတက်တက်ပြောတာ ဟုတ်ပါဘူးဆွမ်း ဩစွမ်းသာလီကအခုဝတ်ထားတာတဲ့လှပါတယ်တဲ့ အေး ဝေးမလို့ကျွန်တော်မခံနိုင်ဘူးစွမ်းသာလီလှတာမိတ်ကလင်းထားလို့တဲ့ဒါမမီခင်ဆန်းဝင်းရဲ့တပည့်တွေချေမှုန်းထားလို့လှတာတဲ့စွမ်းသာလီကုလမြန်မာတန်ဆိုတော့ဘာမှမလိမ့်ထားဘူးရှုပ်ကိုရတယ်ကိုရီးယားမင်းသားအတိုင်းပဲအဲ့ဒါကိုကျွန်တော်မခံကြနိုင်တာ ဘာကြ မင်းကကိုရီးယားတဲ့မင်းသားရောက်အကောင်လေးကကိုရီးယားမင်းသားမင်းကကိုရီးယားတဲ့မင်းသား ကဲဒီကကျွန်တော်စူးစူးမောင်နဲ့တချင်းတပုတ်ဘက်ကကြမှာလေโอเคပါ သွေးလေး ကိုစွမ်းရဲ့ဗီဒီယိုအလန်းတွေဆက်တင်ပေးသွားဦးမှာမို့ကျွန်တော် channel လေးကို subscribe နှိပ်ပြီးစောင့်မျှော်ပေးကြပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်